ထောက်ခွင့်မိ channel ကနေကြိုဆိုလိုက်ပါတယ်ဒီ channel လေးမှာတော့မိက relationship နဲ့ပတ်သက်တဲ့ကိစ္စတွေ lifestyle တွေကိုမိသိသလောက်ချန်ပေးတော့မှာဖြစ်လို့စိတ်ဝင်စားနေဆိုလို့ရှိရင်ထောက်ခွင့်မိ channel လေးကို subscribe လုပ်ထားပေးကြပါဦးနော်အချစ်ဆိုတာကိုယ်ကိုနှွေးထွေးမှုနဲ့လုံခြုံမှုပေးရမယ့်အရာဖြစ်နေပြီမဲ့တစ်ခါတလေမှာတော့အဲ့အချစ်ကပဲကိုယ်အစိတ်တောက်ဖြစ်စေရတဲ့တစ်ခုဖြစ်နေတတ်ပါတယ်ဒီနေ့မှာတော့ကိုယ့်ရဲ့စိတ်ဓာတ်တွေကိုတဖြည်းဖြည်းဝါမျိုးနဲ့ toxic relationship တစ်ခုကနေဘယ်လိုရုံထွက်ပြီးတော့ကိုယ့်ဘဝကိုပြန်ပိုင်ဆုံးမလဲဆိုတာကိုဆွေးနွေးတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကိုယ့်ရဲ့ဆက်ဆံရေးက toxic ဖြစ်နေပြီလားဆိုတာကိုအမှန်တိုင်းမြင်အောင်ကြည့်ရပါမယ်ကိုယ်အမြဲတမ်းအဖြစ်တင်နေရလားထိချုံလို့နေရလားဒါမှမဟုတ်ကိုယ့်ရဲ့ယုံကြည်မှုတွေကိုဖျက်ဆီးနေရလားဒီလိုချက်တွေကိုအချစ်လို့ခေါင်းစဉ်နေတတ်ပါနဲ့အစိတ်တောက်ကအစိတ်တောက်ပါပဲ toxic ဆန်ရေးတစ်ခုထဲမှာကြာလာတဲ့အခါငါကဘာမှမဟုတ်ပါလားဆိုတဲ့အကမျိုးဝင်လာတတ်ပါတယ်ဒါကတစ်ဖက်လူကကိုယ့်ရဲ့တင်းထားတဲ့အတွေးအမှားတွေပါတင်ဟာချစ်ချင်းမြတ်တာနဲ့ထိုက်တန်သလိုလေးစားမှုနဲ့ထိုက်တန်တဲ့သူတယောက်ဆိုတာကိုအရင်ဆုံးပြန်ယုံကြည်ပေးပါရုံးထွက်ဖို့ဆုံးဖြတ်ပြီးရင်အချစ်ရောက်ဆုံးမိသားကတော့အဆက်တွေလုံးဝဖြတ်တောက်လိုက်တာပါပဲဆုံးဆက်တာစားပို့တာဒါမှမဟုတ်သူ့ရဲ့ social media ဝင်ကြည့်ရမျိုးတွေကကိုယ်အားပြော့သွားစေပါတယ်ကိုယ်စိတ်ကိုခိုင်ထားပြီးကိုယ့်ရဲ့လုံခြုံတဲ့နယ်ပယ်လေးထဲမှာပဲနေပါတယောက်လေရုံးကန်နေရတာပြင်ပန်းနေဆိုရင်ကိုယုံကြည်ရတဲ့တငယ်ချင်းလူသားစုဒါမှမဟုတ်ကျွမ်းကျင်တဲ့သူတွေစီကနေအကူအညီတောင်းပါကိုအဖြူသဘောဆောင်ရဲ့စိုင်းအိမ်တွေပဲပြီးနိုင်တဲ့လူတွေခြားထဲမှာရှိနေခြင်းက healing လောက်တာကိုပို့ပြီးတော့အမြဲတမ်းကြည့်ပါရဲ့သူ့ကိုအချိန်ပေးခဲ့သမျှတွေကိုအခုရောကိုအတွက်ပြန်သုံးလိုက်တာအရင်ကဝါဒနာပြခဲ့တဲ့အရာတွေကိုယ့်ရဲ့ကျမ်းမာရေးနဲ့စိတ်တိုင်းဖြည့်စင်းတဲ့အလုပ်တွေကိုပဲလုပ်ပါဖူးပွားကိုပြန်ချစ်တက်လာတဲ့အခါဘလို့စိတ်တောက်မျိုးကိုမှလက်ခံတော့မှာမဟုတ်ပါဘူးဇန်ခွဲလိုက်ရလို့ရှော့မိန်တော့တာမဟုတ်ပါဘူးကိုပြန်ကယ်တင်လိုက်တာပါtoxic ဆက်ဆံရေးတစ်ခုကနေထွက်လာနိုင်တာတင်ဘွားအတွက်အကြီးမားဆုံးအောင်မြင်မှုတစ်ခုပါပဲအခုချိန်မှာနာကျင်နေဦးမှာဖြစ်ပေမဲ့အနာဂတ်မှာတော့ပိုကောင်းတဲ့သူတစ်ယောက်ဖြစ်တင်ဟာဖွင့်လန်းလာမှာပါမိကတော့ဒီကနေအများနဲ့အပိနေမှာပါရှင်